ဆိုပေးပါနဲ့သူရအောင် ကဲအဲ့တော့ဆက်လက်ပြီးတော့လည်းနော်ညီမလေးကတချင်းအပုံပေါင်းများစွာကိုမိဘပြည်သူများကိုချစ်လုံးအားကြီးလို့နော်ကြော်ပြီးတဲ့စိတ်ကံပေးဦးပါကဲတော့ခုနကဘုံဘုံမြာတောင်းထားတဲ့ချင်းတွေကကြံရှိတဲ့တပုတ် ဒါကြီးဆရာတော်ဦးစံကြီးမှာဒါတောင်းဆိုထားတဲ့ပြည့်ဆရာဆိုပူဇော်တီးလေးဆရာပူဇော်တီးလေးကိုဒါဂုဏ်ပြုမယ် ကဲတော့ကျေးဇူးတင်နေဘုံဘုံမြာတောင်းထားတဲ့ချင်းလေးတွေကနောက်ဆုံးချက်ပေါ့နော်ဒီချင်းလေးကလည်းတကယ်ကိုမှကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ငယ်စဉ်တောင်းကြီးကလေးရွယ်တွေကစတင်၍ပညာလေးသင်ကြားပေးခဲ့တဲ့ဆရာတွေ မှန်ပါပါ ဆရာလေးသာရှိမှလာခဲ့လို့ရှိရင်လောကမှာပညာတက်နေတဲ့လူတွေဆိုတော့ရှိမှာပါအဲ့တော့တကယ်ကိုမှသင်ကြားပေးခဲ့တဲ့တရားမဆရာကြားဆရာတွေအားလုံးနဲ့တကွာပေါ့နော်ပြောင်းကြပါဆရာတော်ဘုရားနော်ရှင်တဲ့ကိုဖုန်းဆက်တဲ့ဖုန်းဆက်ငှားရမ်းပေးတဲ့ဆရာတော်ဘုရားပေါ့နော်ဆရာတော်ဘုရားဆိုရင်လည်းအခုတချင်းတောင်းတဲ့ဥစ္စာနေမှာဆိုရင်လည်းဒီဆရာတော်ရဲ့တပည့်ပဲနော်ရွာသူရွာသားတွေကလည်းဒီဆရာတော်ရဲ့တပည့်ပဲတော့ဘာမှမရှိတဲ့သင်ဆရာနေဆရာကြားဆရာများအားလုံးနဲ့အတူဘုံဘုံရှင်ကိုနော်ရွာပြောင်းဆရာတော်ကိုဂုဏ်ပြုသောအားဖြင့်မြတ်ဆရာဆိုတဲ့ချင်းလေးနားဆင်ပါရှင်လိမ္မာတဲ့သမီးလေးများစကားလေးပြောတာနဝေလေးကိုချိုးနေလူမိုက်သားများအဖို့တက်လိုက်အောင်ဆင်းလိုက်နေဘယ်သွားလို့သွားမှမသိဘူးဟ
Yes, say my you do, she could Sri Aguna, the Mota will another highway. Yes, कैसे आ गया तो गोभी लगा दली नो पा तुझे तो बोले कह रहा हूँ तुम्हें शनि तक वो कौन का वही में जैसे सबूत देने से चेंज डाउन ले ले बोलो ऐसे तुम्हें शनि तक आने पिछले आसुरी सुधा ले बच्ची दलो मपाई नहीं जो है नो माये ले रिशी मासोलो एक्शन अब ती सुरो बाहु मैंने चालू से ये डी चली है कोज़ा नो जिन्हें आली से जिन्हें डी चली है इमेटन काम मारे नो एडिसनाဆိုလို့ရှိရင်ဒီတစ်ချင်းလေးနဲ့လာပြိတ္တတွေလည်းများသိတယ်နော်ဒါရွှေနဲ့ထက်ကတော့အန်တီလောက်တော့မကောင်းဘူးအဲ့ဒီဆန္ဒတွေရလဲဒီကိုကြီးစိန်ထွက်တယ်နော်ဒီချင်းလေးကိုပြိတ္တတွေသဘောကျကြတာဖြစ်တဲ့အတွက်သမီးရွှေနဲ့ကြမနဲ့ကြရင်အန်တီဆန္ဒတွေရဲ့ကိုစားဒီနေ့အောင်လေးဆိုတဲ့ချင်းလေးသမီးရွှေနဲ့ထက်ဒီဆိုပေးချင်ပါတယ်ဒီညတော့